phong địa là nên lông cha rồi thì biểu mấy bao nuôi già già mấy bao nuôi già già có sao đấy ông lấy giờ hóa la bị nghe gì ít mấy ba chục cái điều đó mấy miêu trang năng áo áo suy chuyện lý thao đâu mà chuyện lý thao đâu mà sẽ cha mi bé tay này bé sẽ khám nhà tay miệng chào vào rồi mấy miêu mà ní kêu à sao tiền mà này kìa xem mình đi phong độ cho giặc cú sôi pi tu pi đam ya ha alom mashi akai mashi sa se ya mashi 내가 lama mati de yoga 조지 고 장니 끼니 바래 브라 장니 끼니 바래 브라 ngã cô đó xem nhá phụ nổi trong bộ mamma ngã y thà ba mía khả ra lấy dòng cho gì lấy ba là ní cái bà vậy nó mà rồi thì cái cái lấy dòng kia ra đi đó ngã cô đó xem là lấy dòng qua thì đi ra được bà cô ấy ya qua đây mà lấy đi đây mà bia lấy dòng mấy ya bà đây bia ya đây mấy ya bà bia ngã y thà ba mía khả ra lấy ba cho gì mất ta tụi mía nên nó gió cà phê thì cũng mà solo mất đặt hay nè lá bà bia tại thao mía khả ra lấy ba cho gì mất rồi tụi mía ngã cô đó xem nhá ưu châu tụi này sao vậy tay bị bà ta yết ta này ta ya hoa phiếu bà ra ya hoa phiếu bà đây bia phong nổi trong bà bia mà ní 끼니 bà bia ngã cô đó xem nhá ưu châu tụi này sao vậy thông về thông thoại mi đi cả nè là đi hết thông về cả nhá bà đây bia nằm ở đó gì thì ये cái sao tia đó là bên mà lật đi bị rồi bên mà trên dây khét của nhau thì ô quậy tông giờ tập phong bà ta ya cha xí tị lùi miêu cha đấy bà cha ôi chọc cái này ngã cô đó xem nhá cô đại đại bị nè bị suy lăng mùi lăng phao rồi sa cho rồi bà khét là để làm rồi mà la bà mong rồi bia sài gòn này mà ăn má bài đã chán nào về biết rồi mua bia bà bự ê thì sạc này không biết đâu về mình mới nhà cha này này mamma sạc này mà amma phải đã chán đâu về bị bà đấy lên dòng châu vô tới đó hay bên mùi tiền gì mà la bà mong rồi bia giờ cứ khít đi sa cho nó đi ba để kiếm mốc cho bà bụng bia mobile khít đi media khít đi ရောက်သွားပြီဆိုတဲ့အတွက်ကိုဒီမှာဖုန်းလေးတွေနဲ့ဒီလိုပို့နိုင်ရင်ပဲအရန်ကိုအစီအပြေသွားပါပြီဗျာ ông ngã cô đó xem nhá mấy lấy nhỏ này đấy sĩ xem nhá của cha sĩ thì phò bây giờ mà nói mà lấy tất cả giá cho xe vào gì nhá đi về nhà đi Mama kìa ông mà lấy mong phải nhà đấy mong phải nhà bây giờ đã nhiều rồi tí ní mà kêu thì sao khác biết là mà lấy bây giờ nó tay giống với bây giờ mình bây giờ đi đâu tôi tiêu gì đó tan là vũ đã hay mi bây giờ nghề đi ngã bỏ vậy sẽ xe gì hay mi bây giờเขาgì trái bị thuế đối xe của hả tan là vũ để bây giờ màyအဲ့ဒါနင်ပြောပါတတိုင်းပြည်နဲ့တတိုင်းပြည်စာချုပ်တော်လေးပို့စရာမလိုဘူးမြင်းနေဆင်းလေးလားတွေနဲ့တွားစရာမလိုဘဲနဲ့ဟောဒီလိုလေးနဲ့ပို့လိုက်လို့ရတယ်ဖုံးဆိုင်ကိုပို့ပေးမယ်ပေါ့ကဲဒါဆိုရင်ဘယ်နေရာဘယ်ဒေသဘယ်တိုင်းမှာရှိရဆိုတာငါကိုလိုရှင်မြတ်ကိုပလင်မူတင်စေဗျာ နှစ်မတော်လေးစီစဉ်ပြီးမှာပေါ့ဗျာရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာမြို့နယ်ထပ်6ပဲမှတ်တိုင်လေးမှာရှိတဲ့ JKK Mobile ဖုန်းစံတော်အခုပဲတွားကြရအောင်လို့ဗျာ အောင်ဒီစကားကြားငါကိုလိုရှင်မြတ်နှစ်ထောင်းအားရပွဲရှိတယ်ဗျာကဲငါတိုင်းပြည်တိုးပွားရေးအတွက်စာချုံလွားတွေမဟုတ်ဖဲနဲ့ခင့်နဲ့အညီတွားနိုင်ဖို့အတွက်မိဘရဲ့ခေါင်းကြီးရဲ့အကျန်းအစီအတိုင်း JKK Mobile ဖုန်းစံတော်ကိုယနေ့ပင်အချက်ကြထွက်စေဗျာ မိတ်တော်တိုင်းပါဗျာ မိဘရငယ်လေးချစ်သမီးတော်လေးဗျာမူမရံရွေတော်အပေါင်းနဲ့အားလုံးပြည်တော်သူသမတော်နိုင်ငံတော်ကြီးတဲ့ဤပညာတွေကိုငါကိုတော်ရှင်မြန်အိပ်ပျော်ပြီးမသိလိုက်ဘူးမိဘရကောင်ကြီးရဲ့အကြံဉာဏ်ပေးမှုတွေကြောင့်စာချွန်လွားတွေတတိုင်းပြည်နဲ့တတိုင်းပြည်ဆက်တာစရာမလိုဘဲနဲ့ဖုံးလေးကိုပုတ်လိုက်ယုံနဲ့တွန်းလိုက်ယုံနဲ့တတိုင်းပြည်နဲ့တတိုင်းပြည်ချစ်ကြည်ရေးလုပ်လို့ရပြီဆိုတာငါကိုတော်ရှင်မြတ်သိပြီမိဘရခေါင်းကြီးရဲ့ကျေးဇူးကြောင့်ငါတို့တွေဆက်တော်မူကောင်းတဲ့အတွက် ကဲ JKK မှာကြိုက်တဲ့လောက်အယောင်းတဲ့ဝယ်ကြပြီတော့ဗျာမောင်မီးရေ မောင်မင်းမဟုတ်ဘူးတက်တာ လက်တက်
ခေါင်းကြီးရေ လန်ဒန်လို့ပြောနေစောက်ခွက်ရိုက်လို့ ဘယ်လိုဖြစ်နေခေါင်းကြီးလို့တော့မဟုတ် ရှင်မင်းတင်မင်းတက်တော့ပါပဲနော် ဖြည်းဖြည်းထိုးလေကမ်းမမှာပေါ့ ငယ်လောက်လာပြီနေတာလောက်လာပြီဒါငါရဲ့မိဘရဲ့ခေါင်းကြီးရုပ်မလို့နဲ့တော့ ဒီမှာခေါင်းရင်းမအောင် မူးတာမိဘရဲ့ခေါင်းဆိုငါရဲ့အချင်းသားလေးဒါမိဘရဲ့ခေါင်း ပြိုက်ပါ ဒါတောင်နှန်းဆန် အော်တောင်နှမ်းရင်ဆန်တယ် သူကစမ်းတောင်နှန်းဆန်ဒီမှာမြောင်နှန်းဆန် မြောက်ဒီဆန်နဲ့နာ ပုံသားတွေရောက်လာစောင့်ပြောမနေနဲ့တတိုင်းပြည်နဲ့တတိုင်းပြည်ဆက်သွယ်မှုတွေစောင့်ကြောင်းတွေကိုရိုးရိုးအားလုံးလို့တဲ့ငါရဲ့မိဘရဲ့ခေါင်းကြီးကတိုးတက်နေတဲ့ခေတ်မှာဒီလိုဟာဖုံးလေးတွေနဲ့တဲ့ဒီလိုပို့ရတယ်တဲ့ဒီလိုပြောရတယ်ဆိုလို့ငါကတော့ တော့တော့ကြီးဒါရေးကိစ္စကိုပြောလဲနေတိတ်မရှိနဲ့မင်းတို့ဘာတွေလဲမျက်စိနဲ့လဲလာပြီနော် အဲ့ကောင်မှမပြောဒါတိုင်းပြည်အုပ်ချုပ်တဲ့ဘယင်းကွာဘယင်း ဘရင်ကြီးပြားကြီး ဘာရင် ထီးပြားကြီးဘရင်ထီးပြားကြီးကွာ ဘာရင် တိတာဘရင်ကွာ ဘာပရင်လဲလို့ဒါပရင် ဟုတ်တယ် ဒါပြောနေဟဲ့ရောက်လူရှင်တော်ရွှေဖလားစုရင်အဲ့ဒါပေါ်ဦးဒီယောဂီခွဲချီတော်မှတ်မိတယ်နှလုံးတုံးရှိုးလို့မင်းရလေ ဟဲ့ဒီမှာဘရင်ဟောတာတဲ့လက်ရှိငါကိုလိုရှင်ပြတိုင်းပြည်အုပ်ချုပ်တယ်ဒီဆိုင်မှာတိုးတက်ပြီးခင်မိတဲ့ဆိုင်မှာဖုံးများစွာကိုမူမတ်တင်တာပတိအားလုံးရံရွေကျော်လေးမိမရက်ခေါင်တွေကိုလာပြီးဝယ်ပေးတာလာပြီးဝယ်ပေးတာ လူလုံးပြောနော်ဘာလို့ကျင်လဲဖုံးလို့ကျင်လားဘယ်ဖုံးကြည့်ရင်လည်းအဲ့လိုပြောဟိုကလည်းဒီကလည်းမိမရနဲ့ဖီမီရနဲ့လာမလို့နဲ့ ဒီမယားကြီးနမတော်လေးဖုံးလေးအိုင်ဖုန်းလားအိုင်ပက်လားဘေဘီကြိုက်တာပြောအိုင်ဖုန်းလားအိုင်ပက်လား ဟာဒီမှာဘာယူမလဲ ဖုန်း အရက်ရှိတယ် ဘယင်လဲကွာ စိတ်မရှိဘူးစောက်ခွက်ရိုက်မယ်နော် အမလေးဝင်ပြီမင်းအမလေးဘယင်ရလဲဆဲဘယင်ရလဲဆဲမှုတော့အဆင်မရှိဘူး ဒီမှာ အမလေး ကြားတယ်ပြလာတဲ့ဖုံးတွေ ဂျေကေကေရဲ့ဝန်ဆောင်မှုတွေကိုသဘောကျလို့ကြည့်ဖုန်းလေးပြတာဖုန်းလေးပြတာစက်ကြပြပြေတော့မှာခုတ်လိုက်ပဲ ဒီဖုန်းလေးမှဆိုလို့ရှိရင် အော်ဒီဖုန်းလေးရလား ဟုတ်တယ် ဒီဖုန်းလေးကဘယ်လိုခေါ်လဲ ဒီက ဟေး အမလေးတေးပါပြီတေးပါပြီ ဘာလို့ကြိုင် မင်းတော့ငါမိဘရခေါ်ဘာလို့ကြိုင်တော့ ကြောက်ကြိုင်တာမဟုတ်ဘူးသူကြိုင်နေတာ ဟောနေတော့အညာလိုတယ်နော်နေ ဖုံးရဲ့အကြောင်းတေချာနားထောင် ဟေးအဲ့ဒါကြလိုတယ်မိဘရခေါ်ကျတော့ပါ ဖုံးရဲ့အကြောင်းကိုပြောရမယ်ဆိုရင်သမီးလေးရှင်းပြလိုက် ဟေး ရှင်မြောက် ဒီကောင်လေးကဆိုလို့ရှိရင်လေဘယ်လိုမျိုးလဲဆိုလို့ရှိရင်သူကကြတော့မီဖုန်းလေးပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီဖုန်းလေးဝယ်သွားလိုက်ပြီဆိုလို့ရှိရင်ဝန်ဆောင်မှုတွေလည်းအများကြီးရမယ်JKK ရဲ့ဝန်ဆောင်မှုတွေလည်းပေးလိုက်မယ်ဒီဖုန်းရဲ့ function ပိုင်းလေးဆိုလို့ရှိရင်ကွာကလေးတွေတုံးတယ်ဆိုလည်းအဆင်ပြေတယ်ကင်မရာပိုင်းတွေပါရစာပို့ကောင်းတယ် ဖြည်းဖြည်းပြောငေါမယ် ဂိမ်းတွေပါဆော့တဲ့လူဆိုရင်ဂိမ်းတွေပါဆော့မယ်ဆို line ဆွဲရရစာပို့ပြီးတော့ကောင်းတယ်ဖုန်းတွေမှာဆိုလို့ရှိရင်ကင်မရာတွေပါဆိုလို့ရှိရင်စမ်းချင်တာဆိုကင်မရာပိုင်းဆက်ဖီတွေပါဆွဲချင်တယ်ဆက်ဖီတွေပါဆွဲဆက်ဖီစစ်တွေပါလုံးဝမလိုတော့ဘူးသူကကြောက်ကင်မရာပိုင်းကြီးတွေအစားပို့ပြီးတော့အားတာသွားတယ် ပါဗျာ ဘောလုံးပြတယ်ဒီလေးရှင်းရပါ မကြည့်မနေကင်မရာပိုင်းကြီးအစားလုံးဝကောင်းတယ် ဟုတ်တယ်ဒီစိုက်တာပြော ဒါပြုံမနော်ဒီ JKK မိုဘိုင်းရဖုန်းဝယ်ပြီးတော့ဝန်ဆောင်မှုတွေအများကြီးပေးမှာ ဟဲ့ဘယ်လိုတွေပေးတာတော့ ဘယ်လိုမျိုးလဲ ပြောပြော ဘယ်လိုမျိုးလဲပေးမှလဲဆိုဒီဖုန်းဝယ်သွားတယ်မလားဒီဖုန်းဝယ်သွားလို့ရှိရင်ကွာအခုညနေဝယ်သွားတယ်တောင်းဆိုလို့ရှိရင်အာမခံ software ဘိုင်းမဲ့ပေးတာ ဟုတ်တာပေါ့ JKK မိုဘိုင်းမှာじゃအဲ့လိုမဟုတ်တော့ဘူးဖုန်းဝယ်သွားတယ်နှစ်ပတ်အတော်တွင်ဖုန်းတွေပါဝယ်သွားတယ်မလားအဲ့ဒါတစုံတရာတက်ခဲ့တယ်မလား14ရက်အတော်တွင်ပြန်လာခဲ့ဖုန်းရဲ့အဲ့ဒါမှန်တယ်ဆိုအလုံးစုံစလုံးပြန်ချိန်နေမှာ အောင်းလာလားဝန်ဆောင်မှုတွေကတော့အမခမ်းပါပဲဒီပြကောင်ကြီးရေဟိုးရှင်းပြမှုနဲ့ဝန်ဆောင်မှုတွေကတော့ပီတိဖြစ်စရာပါပဲအမခမ်းစရာပါပဲ အဲ့ဒါ JKK လေ ငါကိုတော့ရှင်မြတ်တိုင်းပြည်တစ်ပြည်တည်းနဲ့မဟုတ်ဘူးဟဲ့တရားတစ်ပါးသောမင်းနေရှိကိုမိဘခေါင်ကြီးကဆက်သွယ်ပြီးတော့အတိုင်းတိုင်းပြည်ကို JKK မိုဘိုင်းဖုန်းတွေကိုဆက်သွယ်ပေးပါ ကြည့်သူတင်နေ ဟဲ့ဒါနဲ့ဟိုကလူတွေကပတ်စံတွေပေးနေတာအဲ့ဒါဘာလို့ထားတော့သမီး ဩဒါဒီလိုရှိတယ်ခင်ဗျာ သမီးခုနပြောတယ်လေ VIP customer ဖြစ်သတ်မှတ်ပေးတာဆိုတာလေ အဲ့လိုလား ဒီဆိုင်ကနေပြီးတော့သမီးတို့စာနေဖုန်းလာဝယ်တယ်မှလားဝေးတစ်ထောင်အမှတ်တစ်မှတ်ပေါင်းပေးတယ် တစ်ထောင်တစ်မှတ်ပေါင်းပေးတယ် ပေါင်းပေးတယ် အဲ့လောက်ပါအောင်ဗျ အဲ့ဒါကြတော့ခုနပေးတဲ့ပတ်စံလေးတွေကကြတော့အမှတ်ပေါင်း3000ပြည့်ခဲ့လို့ရှိရင်ငွေ9000ပြန်ပေးတာ ဟဲ့ဟာ ဟိုအဲ့ဒီအစီအစဉ်လား ဟိုဒီအစီအစဉ်ကို ရှင်းနေနော်ရှင်းနေနော်သူပြောသလိုပဲ တကယ်ပါပဲအမခမ်းပါပဲ JKK ရဲ့ဝန်ဆောင်မှုနဲ့ဆက်ဆံရေးနဲ့ပြန်ပေးတဲ့ဟိုပစ္စည်းတွေဟာယုံတော့မယုံနိုင်စရာပါပဲ မေတ္တာတရားကြောင့်ပါဗျာမေတ္တာတရားကြောင့် ဒီ ပါ တ ဗျာ ရားကြောင့်ပါကဲ နောက်ပြီးတော့နော်ဒီဖုန်းဝယ်ပြီးတဲ့ပြုံမှာရှိသေးတယ် VIP customer ဖြစ်သွားကြအောင်ဖုန်းမဝယ်ဘဲနဲ့ accessory ပစ္စည်းတီးတန့်လာဝယ်မယ်ဆိုလဲ 20% discount ထပ်လျှော့ပေးအောင်ပါ ဟာဒီစကောကထိုက်ရှောင်းအောင်ပါ တယ် ဒေချာနာတော့နော် ဟုတ်ကဲ့ ခဏခဏမပြောနိုင်ဘူးပြောပြတာမောတယ်
ဟိုကပြောနေတာနေတစ်ခုမှမပြောဘူး သူ့စားကိုမောနေတာ ဟုတ်နော် နမတော် ကိုနမတော်ခေါ်လာပြီလောက်စင်နေတယ် အောင်မလေးနမတော်ရဲ့အကြံအစီအရီရတော့လေကောင်းပြီကောင်းရင်နှစ်တရာတိုင်အတို့ရှိပါစီဗျာ အားလုံးမှတ်မိအောင်တစ်ခေါက်တော့ထပ်ပြောပြရ ပြောပါဦးမိပြခေါင်းရဲ့ ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်ထန်း6ပင်အနီးမှာရှိတဲ့ JKK Mobile ဖုန်းဆိုင်ကိုအရိယာပေးပါ ကဲမိမရခေါင်းကြီးရေ မောင်တော်ဗျာ နမတော်လေးမူကြီးမတ်ရသိနာပရိအားလုံးတို့ရေ မှန်ပါဗျာ ငါတိုင်းပြည်တစ်ခုတည်းနေ JKK နဲ့မလုံလောက်ဘူးတရားတပါးသောမင်းတွေကိုဖုံးနဲ့ဆက်သွယ်မယ် JKK ရဲ့ဝန်ဆောင်မှုနဲ့တတ်တာမှုတွေဟွာအမတမအမခမ်းမဲဆိုတာကိုနိုင်ငံတကာကိုကြင်ကြလိုက်မယ် အိမ်တော်တိုင်းပါဗျာ အားလုံးကအဆင်ပြေတာပဲသမီးရဒီဟာလေးတစ်ခုကိုရှင်းပြပါဦး ရှင်းပြမှာပေါ့သမီးဒါလေးရှင်းပြပြီမယ်နော်ဒါဆိုလို့ရှိရင်လေဒီ1000တောင်ကူပွန်လေးရသွားပြီပေါ့နော်တမီးတို့ဆိုင်ကနေဖုန်းဝယ်တဲ့အတွက်ကြောင့်မို့ဒီ1000တောင်ကူပွန်လေးရသွားပြီ ဟဲ အဲ့ဆိုလို့ရှိရင်ဒီဆိုင်မှာရှိတဲ့ accessory တွေပေါ့နော်စိတ်တဲ့ဥစ္စာဘာလို့ပဲယူယူဒုတိယချိန်ပြန်လာပြီဆိုတာနဲ့1000တန်ပစ္စည်းဟာဒီဟာ1000တန်ဖြစ်သွားပြီတောင်မို့ဒီဟာဆိုလို့ရှိရင်2000ခွဲတဲ့ပစ္စည်းဆိုလို့ရှိရင်1000တိတိရှော့ပေးမှာ ဟာ အဲ့လိုမျိုး JKK ရဲ့ဝန်ဆောင်မှုကတော့မယုံနိုင်စရာနဲ့အမခမ်းစရာတွေပါပဲ အတပြာ1000ပွဲတော့ရှော့ပေးပါ နဲနဲနော်နော်လား1000တောင်မှတော့ ရာ 1000နဲ့ကိုလေးရေးထားပေးရလေ ဟုတ်ပါပြီဗျာကဲနောက်ပြပါဦးသမီးရ ကဲဒါလေးလာပြပေးပါ ကျော်ဗျာကျော်နေပြီပါကျော်နေပြီပါဗျာကဲ မင်္ဂလာပါကိုဘာများခင်ပေးရမလဲရှင် ဟိုလေဒီနေ့ကဝေသွားတယ်ပေါ့ခြာချင်းလေးအဲ့တပည့်တမ်းမကောင်းရင်ပြန်လာလေးဆိုတော့ပြန်လာလေး ဟုတ်ကဲ့ပါကိုဘယ်လိုအဆင်မပြေဖြစ်တာလဲရှင် အားဝင်တော်တော်နေတယ်ရှင်ပြူသုံးတာ ဟုတ်ကဲ့ပါကိုညီမလေးဆန်းလေးလိုက်မယ်နော်ကိုဖုန်းလေးပါလားရှင် ပုံပါတယ် ကိုအားဝင်နေရ အားဝင်လုံးမအစင်ပြူအားဝင်တော်တော်နေတယ် ဟုတ်ကဲ့ပါကိုညီမလေးဆန်းလေးပါနော်အကိုညီမလေးအစ်တစ်ခုနဲ့ထပ်ပြီးလဲပေးပါမယ်နော်ကိုနောက်9ရက်လေးပြန်လဲပေးမယ်လို့ပြောထားတဲ့အတွက်ဟုတ်ကဲ့ပါကိုဟွာတော့ကြတော့အဲ့ဒီမြန်မာပေါ့နော်သူဆိုလို့ရှိရင် fast charger တွေပါပါသွားမယ်ပြီးတော့ထင်တော့ကြောက်ကို 1 year ဆိုလို့ရှိရင်1 year တော့ပါသွားမယ်ကိုဟုတ်1 year ပါသွားမယ်နော်ကိုနော်1 year ပါသွားမယ်ပြီးတော့လို့ရှိရင်သူကကြောက်အဝင်နဲ့မြန်သွားမယ်ကိုတို့တုံးမယ်ဆိုလို့ရှိရင်ဒီမှာလေးဒါလေးစမ်းပေးလိုက်မယ်နော် ဟုတ်ဒီလိုရောဆက်တော့ကိုရနေဝေတယ် ဟုတ်ကဲ့ပါကိုဒီကောင်လေးဆိုရင်ခုံထောက်ပါမယ်ကိုနော်ဒီမှာလေးထပ်ပြီးတော့ပေးလိုက်ဟုတ်ကဲ့ပါ အလိုက်ပြရ ဟုတ်ကဲ့ ဟုတ်ကဲ့ချက်လို့ဆင်းပြပါ ဟုတ်ကဲ့ပါဆက်လိုက်ပါနားတော့ကိုအောင်းဝင်နေတော့ကိုနော်အောင်းဝင်ညံတဲ့စနစ်နဲ့ပါတယ်ဆိုအောင်းဝင်လည်းညံနေဟုတ်ကဲ့နော်ဟုတ်ဒီ ကျေးဇူးတင်ပါတယ်နော်ကိုဟုတ်ကဲ့နောက်လည်းလူကရှိလာခဲ့ပါကျေးဇူးများတင်ပါတယ် ဟင် နီးလာလိုက်တာ အော်ဒင်းတော့မပြန်ကြသေးဘူးလား ရသေးဘူး ငါတော့မမန်းဆွဲပြီးသွားပြီ ဒီမှာလေမတိမင်းမစင်စေးဆိုတဲ့စကားရှိတယ်မို့လားကိုမသိတဲ့ဟာလေးတွေကိုဒီကကလေးကစိတ်ရှည်လက်ရှည်ရှင်းပြနေတော့သဘောတွေကြနေတာပေါ့ ဘာလို့လဲ ဟုတ်မို့လေဒီအရေးကြီးကိုရှင်းပြနေတာကဲလို့ပါဦးသမီးရဒီဟာလေးအကြောင်းပါ ရှင်းပြပေးမယ်နော်ဟိုဒီဖုန်းလေးတွေဝယ်သွားပြီဆိုရင်ကာဘာကြီးမှမကွဲရဝယ်ရအောင်မယ်လေဒါပေမဲ့ ငါ့ကိုရှင်းပြခွင့်လေးမပေးတော့ဘူးလား ပြီးတော့ နေလည်းဘာမှမတတ်ဘူးအသားလေး နော်တခါလေးရှင်းပြလိုက်တော့ဒီမှာဆိုလို့ရှိရင်ကာဘာကြီးပါဝယ်သွားမယ်ဆိုရင်20% discount ထပ်ချော့ပေးလို့ ကောင်းနေနော်ကောင်းနေတိတ်ကောင်းနေစီစဉ်နေကောင်းနေ ဘာလို့လဲဆိုတော့ VMI ကရှာမှာမှုလို့ ဩဟုတ်ပါပြီညာ ပြီးရင်အမှန်မကွဲမှာဆိုလုံးဝ super 90နော်လုံးဝအကောင်း သူ စား ကဘလောက်ထိကိုအမခံတယ် အမခန္ဓာပေါ့ဒီကောင်မဆိုလို့ရှိရင်တောင်းထုလိုက်ရိုက်တာကိုကချစ်ချလုံးဝမကွဲဘူး အဲ့ဒါအမကန်နဲ့ဘလောက်ထုထုမကွဲ တော့ထူးထူးမခွဲဆိုတော့တိုက်တော့စိတ်တိုင်း ဒါဆိုရင်အတော်ပဲ ဟုတ်ပါဗျာ ငါရဲ့မိဘရဲ့ခေါင်ရဲလေးမှာငါ့ကိုခဏမှန်နဲ့ဖုံးနဲ့ထူမှာမကွဲအောင်ဒါပဲကခိုင်းတော့မယ် ဒီဟာကတ်သွားတယ်မှလားကတ်ပြီးတော့မှကွာနှစ်ပတ်အတော်တွင်နေခုန်နေတာတို့ဘာလို့ကွဲတာတော့မဟုတ်လေးဒီပိုင်းခုန်နေမှာပြန်လာရင်အတိတစ်ခုပြန်ကတ်ပေးမှာ နှစ်ပတ်နဲ့မရရင်နောက်ထပ်တစ်ပတ်ထပ်တော့ မူးတာပေါ့ဩ
အမဟုတ်လေနောက်နှစ်ပတ် ဝင်မင်းတို့ရေ ဗျာ ပုံတော်ကြီး မမ ဒီလောက်ဝန်ဆောင်ကောင်းတဲ့ဆိုင်မျိုးမှာအားလုံးကိုဖိတ်ခေါ်ပေးလိုက်ကြပါတော့ မနစ်ကီပါဗျာ ရှင်ဖျားကြီးရဲ့မြစ်တာရိုတွေကြောင့်တိုင်းသူပြည်သားတွေစေတနာတွေကြောင့်ရွှေပြည်သာမြို့နယ်မှာရှိတဲ့ JKK ဖုန်းဆိုင်ထမ်း6ပြင်မှတ်တိုင်နီးက JKK မူပိုင်းစင်တာကိုတိုင်းသူပြည်သားတွေကိုပါလိုက်မယ်ဗျာကဲကြွရကြပါတော့လို့ရွှေပြည်သာမြို့နယ်က JKK ဖုန်းဆိုင်ကိုအားလုံးပဲတာခဲ့နော် အားလုံးတည်အောင်ပြောလိုက်မယ်နော်ရွှေပြည်သား JKK တဲ့လာခဲ့နာ ဒီမှာတော့လေဟိုပတ်စံနေပေးနေရဘာလို့တာလို့ ။အော်အဲ့ဒါပြည်သူဆိုင်ကနေဖုန်းဝယ်တဲ့ကာရှန်မောင် VIP လက်ဆောင်9000ပေးတာလေ ဟာအဲ့လိုတွေလည်းပေးတာလား ။ပြည်သူတွေလည်းပေးတာပေါ့။အမှတ်ပေါင်း3000ပြရတယ်ငွေသား9000ပြန်ပြီးတော့ပေးတယ်ကာရှန်မောင် မှတ်ပေါင်း3000ရတယ်နဲ့ကစတမာကိုငွေသား9000အောင်မလီအမခမ်းပဲဝါကဲတစ်ချက်သွားကြည့်လိုက်အောင်သမီး ချစ်တဲ့သူတွေအားလုံးပဲမင်္ဂလာပါနော်ယလိမကယလိမချစ်တဲ့ပြိတ္တတွေကိုယလိမကအတန်တစိအာသွင်းဂျူလီနဲ့ချစ်တဲ့သူတွေမိတ်ဆက်ပေးကြပါတယ်ဒီအတန်တစိအာသွင်းဂျူလီယာဆိုရင်အာတာချက်တွေအများကြီးရှိပါတယ်အဲ့ဒါဘာလို့လဲဆိုတော့တပြိုင်နက်တည်းနဲ့ဖုံး6လုံးကိုအာသွင်းနိုင်တယ်အာသွင်းတဲ့နေရာမှာလေအကြာကြီးမဟုတ်ဘူးနော်တခဏလေးနဲ့တိုင်းကနေနဲ့အားတွေတက်လာမယ်ဆိုတာကိုယလိမပြောချင်ပါတယ်နော်အဲ့တော့ဒီပစ္စည်းလေးကအရန်ကောင်းလို့ချစ်တဲ့သူတွေယလိမညွှန်ပေးတာပါအဲ့တော့ဒီအတန်တစိအာသွင်းဂျူလီကိုဘယ်မှာရနိုင်လဲဆိုရင်ယလိမစိုင်လိပ်စာလေးကိုပြောပြမယ်ဒေချာမှတ်ထားပါနော်ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာမြို့နယ်ထန်း6ပင်ကားဂိတ်အနီးမှာရှိတဲ့ JKK မိုဘိုင်းဖုန်းဆိုင်မှာရနိုင်ပါတယ်ဆိုတာယလိမကကြိုတင်သတင်းကောင်းโอเค